ဒီနေ့ဆရာအမျိုးသမီးမွေးနေ့ဆရာအမျိုးသမီးကိုဆရာမနဲ့အစော်ယူဖို့တထောင်ဖျားကိုလိုက်ပို့ခဲ့ပြီးတော့ရုံးမလာခင်ဗန်မာငွေသွားထုတ်ခဲ့ညနေကျရင်ကြောက်စင်းလက်စွပ်လေးတကွင်းဝယ်ပေးဖို့ဆရာမျိုးတွေကိုပတ်ဖို့အစီအစဉ်ရှိတယ်ဒါရတော့ဘယ်လိုသိကြလဲဆရာမင်းမမွေးနေဆိုတော့ဘူတော်ဖျားသွားတယ်ဆိုတော့ဗန်မာငွေထုတ်တယ်ဆိုတော့ဆရာမင်းမတို့ကြောက်စင်းလက်စွပ်ဝယ်ဆိုတာဘယ်လိုကြည့်လဲကျမဒီအခန့်ကိုကြည့်ပြီးသုံးသပ်တာပါအသေးရှင်ဟိုမှာချိတ်ထားတဲ့အင်ဂျီဆရာဒီနေ့မနေ့ရုံးလာတော့ဝတ်လာတဲ့အင်ဂျီပခုံးတောင်ထဲမှာပဲခောက်ရရှိပြီးတော့ကျန်တဲ့နေရာမှာခောက်ရမရှိသလောက်ပဲမိဖို့တိတ်မတိုက်ပဲနဲ့ဘီရိုထဲမှာအင်ဂျီချင်းနဲ့အကြာကြီးချိတ်ထားခဲ့တဲ့အင်ဂျီအရေးကြီးရဲ့ပွဲတက်မျိုးပဲသုံးတာဒီနေ့လို့ပေါ့ဆရာပြက်ကလေးမှာဒီနေ့ကိုမှဲနဲ့ဝိုင်းထားတယ်ကိုရေးကိုယ်ကအရေးကြီးရဲ့နေ့ပဲဘာနေဖြစ်မလဲရုံးကန်းထဲမှာထောင်ထားရဲ့ဆရာတို့မိသားစုရဲ့တပ်ပုံတွေမှာဆရာနဲ့ဆရာအမျိုးသမီးပုံလေးကြီးပဲဆရာတို့သားသမီးကိုထုံကားခဲ့အဲ့တော့ဆရာအတွက်ကိုကြီးကိုယ်ကအရေးကြီးရဲ့နေ့ဆိုရင်ဆရာမိန်းမနဲ့သက်ဆိုင်တဲ့နေ့ပဲဆရာမိန်းမမွေးနေ့မွေးရဆိုလို့သိရတယ်လူတွေပိုက်သွားတာဖြစ်နေတာဖះသွားခဲ့ရဆိုတော့မွေးနေ့လို့ကောက်ချက်ချလိုက်တာပါဖះသွားခဲ့တယ်ဘယ်လိုသိလဲကျမ်းပေါ်မှာဆရာနင်းနဲ့ရေဆိုချေရလေးနည်းနည်းကျန်နေတယ်ဖះနဲ့ရေဆိုချီရနေဘာဆိုင်လဲဆရာမနက်ကဖះသွားတော့ကလည်းစတာရှူးနေတယ်ဖះပေါ်မတက်ခင်ဖနှက်ရောခြေစွပ်ရောချွတ်ရတယ်ပြန်စင်းလာတော့ဆရာချောင်းမှာဖုံပေးနေပြီလေဖုံပေးနေတဲ့အတိုင်းခြေစွပ်ကိုပြန်မွေးရမယ်ဆရာ6ပေးလျက်ကြီးနဲ့ခြေစွပ်ကိုထားတာဘဝင်မကြအောင်အဲ့နဲ့ရုံရောက်တော့ခြေစွပ်ချွတ်ပြီးတော့6ကိုစေးဒီလေးကိုပြန်ဝင်လာတော့ကျမ်းပေါ်မှာခြေရောက်ကွက်တင်ကျန်ခဲ့တယ်အဲ့ဒါကြောင့်ဖျားသွားခဲ့ရဆိုတာသိတာပါခြေရောဖနှက်ရောမဖြစ်မနေချွတ်ရတဲ့နေရာဆိုလို့ဖျားပေါ်ပဲရှိရလေဘူတထောင်ဖះတွေဘာလို့ပြောနေတာလဲများသောအားဖြင့်ဖះသွားရင်ရွှေကုန်ဖះပဲသွားကြတာပေါ့အခုဆရာစပင်းတွေကရေဆိုပြီးမှပြန်ချအောင်လို့တပတ်နဲ့ရေပြန်တုတ်ထားရတဲ့စပင်းတွေဒီမနေ့ရန်ကုန်မြို့မှာဘိုးတထောင်တစ်ဝိုက်ပဲမဖွဖွဲလေးရွာခဲ့တာအဲ့ဒါကြောင့်ဘိုးတထောင်ဖျားလို့ပြောနိုင်တာပါသမီးပြောတာဒီအားလုံးမှန်